ကိုရဲ့ baby လေးကမမေဘိုက်တွေကစထွက်လာပြီဆိုတာနဲ့ခေါင်းလေးတွေကမချော်နေဘဲနဲ့လုံးလုံးလေးနဲ့လှလှလေးဖြစ်နေဖို့တော့လိုအပ်ပါတယ်ရှင်အဲ့လိုမျိုးလှလှလေးဖြစ်နေဖို့ဆိုရင်တော့မေမေတို့က package season တဲ့အချိန်မှာဒီလိုမျိုးပုတ်သင်္ကာတလို့ကတော့မဖြစ်မနေဆောင်းထားဖို့လိုအပ်ပါတယ်ရှင်ဒီဇာတီတို့စီမှာထွက်ရှိထားတဲ့ဥခေါင်းလေးဟာဆိုရင်တော့ baby လေးတဲ့အရန်ကိုအစ်စ်ဖြစ်ပါတယ်ရှင်သူ့ရဲ့ design လေးဟာဆိုရင်တော့ဒီလိုမျိုး design ဖြစ်ပြီးတော့မှဒီအောက်ဖက်မှာဆိုရင် baby လေးအိတ်တဲ့အချိန်မှာဇပိုးမနာအောင်လို့အောက်ကနေဆီလီကိုပပလေးထည့်ပေးထားတာပဲဖြစ်ပါတယ်ရှင်ဒီအောက်ဖက်ကဆိုရင်တော့ baby လေးပုံသေးတဲ့နေရာဖြစ်ပြီးတော့မှဒီအနောက်ဖက်မှာဆိုရင်တော့ချွတ်ချော်လို့ရတဲ့ zip ကလေးပါထည့်ပေးထားပါတယ်ရှင်ဒီအတွင်းသားလေးကကျတော့လုံးဝဆီလီကိုအီလေးပါရှင်သူ့ရဲ့အသားဆိုလို့ရှိရင်လည်းချွေးဆုပ်တဲ့အသားဖြစ်လို့ချွတ်ထွက်များတဲ့ baby လေးတွေအတွက်လည်းအရန်ကိုစစ်ဖြစ်ပါတယ်ရှင်အဲ့တော့မွေးကင်းစားနေပြီးတော့6လထိပဲပုတ်သေးဖို့အချိန်ရတာဖြစ်လို့မေမေတို့ package season တဲ့အချိန်မှာပုတ်သင်းကောင်းအောင်လေးကတော့မဖြစ်မနေဆောင်းထားပေးဖို့လိုအပ်ပါတယ်ရှင်ဈေးနှုန်းအဖြစ်ဆိုရင်တော့25,500ချက်ပဲရှိတာမို့လို့အမြင်လေးမှာယူလိုက်တော့နော် online နေဆက်တဲ့မောက်ချင်းနေဆိုရင်တော့ Sachi တို့ရဲ့ Viber နံပါတ်9898နဲ့3943ညတလို့998လေး6988 Viber နံပါတ်တို့ကနေအခုပဲဆက်တဲ့မောက်အပ်ပေးလို့ရပါပြီရှင်